အားလုံးပဲဟုတ်ကဲ့ပါခင်ဗျပြန်လို့ဆက်မယ်နော်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကြက်ပါဒီနေ့မှာဆိုရင်ဖိလေဂျာအောက်ဖုရွာတွေကိုဒုက္ခပေးနေတဲ့ဖိလေဂျာအောက်ဖုကိုတွားတိုက်မှာဖြစ်ပါတယ်ဆိုဟုတ်ပါအဲ့ဒါဆိုတော့ပြောအဲ့ဆိုတော့တော်တိုင်းရကျွန်တော်ပြင်ဆင်ရှိရလေနည်းနည်းလေးပဲရှိတော့ဆိုတော့ကျွန်တော်ပြင်ဆင်နဲ့ရိုက်ပြမှာဗျာနည်းနည်းလေးပါပဲအကြိုင်းမဟုတ်ပါနော်ဆိုတော့စားရမယ်ထည့်လိုက်တော့ကွာโอเคဆိုတော့ပေးကပ်ပြီးပဲဆိုရအောင်Minecraft ကလည်းစိတ်ရှက်ပြတ်တဲ့နော်ဆိုငါးတဲ့ရရှိတယ်ပြီးတော့သွားမကြည့်ဘူးငါးတဲ့ရရှိနေတယ်ဂျုံတော်ဖြစ်တယ်ဟိုလေဒါရှိတတ်တယ်ဘာလို့ယူရအောင်ကောင်းစောင်းလို့ရအကုန်လုံးမောက်လာတယ်အကုန်လုံးလို့အများကြီးတော့မဟုတ်ဘူးအကုန်ပါဟိုထစ်တာပဲလို့ဘာဖြစ်လို့လဲဟုတ်ကြီးဒီဗီဒီယိုဆိုအဲ့လောက်မထစ်ပါဘူးကွာဘာဖြစ်လဲမင်းလည်းဒီလက်ဟုတ်ကြီးရအကောင်ဟိုကလည်းတော်တော်ကောင်းတာဆိုတော့အတိုင်းပါပဲတော့ပါမယ်ဒီဗီဒီယိုကတော့နည်းနည်းလောက်လေးတီးချက်မိကြည့်ပြီးတော့ကျွန်တော်ဖုန်းကပြုတ်ကြတာနည်းနည်းကြောင်စီကြောင်ဆက်ဖြစ်သွားတယ်အဲ့တော့လည်းတောင်းပါဗျာကျွန်တော်စာရုပ်ကိုဘယ်လိုလုပ်လို့လားyes ဟုတ်တယ်ပြီးတော့စာအုပ်ကိုကြောက်ဘယ်လိုလုပ်ရအဲ့ဒါစာအုပ်ကိုကြောက်ဒီလိုလားစာရုပ်ကိုကြောက်ဒီလိုဟုတ်ဒီကနေပြီးကေဘူခါဘယ်လိုလုပ်အဲ့လိုလေးလားကိုစာအုပ်နှစ်အုပ်လောက်တော့လိုပြီးပါဘယ်နောက်တော့လို့ဒီတော့ပြီးပါဦးကြတော့ဒီလိုလုပ်ရမယ်ဘူခါဦးကြတော့ဒီလိုမျိုးလုပ်ရမယ်ရှာဒီလောက်နှစ်အုပ်လောက်ဆိုရင်ရပြီနောက် view ကြဒီ game လေးဆော့ပြမှာဗျာကျွန်တော်ဆိုgame ပြန်ဆက် game ကိုပြန်ဆက်အောင်ရောက်နေမသိ AD ထဲရောက်ချအဲ့ဒီဒီလိုလေးပိတ်မိတယ်ပြီးရင် Amra လေးကို Amra ရေးဘယ်ရောက်နေတာတော့ဒီမှာ channel လေးလိုင်းနေရလေးရှေ့ထိတ်တွေလုံးကြပါဦးအဲ့ဒီထင်နေဘာကြောင့်မလို့လောလောက်ထင်နေရတယ်ညာရီကုန်တက်ပြတော့မယ်လောက်ကြီးထည့်တာကြောင့်ရှိုးလာအောင်လို့ထည့်တာရောလေဘယ်လိုလဲကျွန်တော်ရီကောင်လုံးဖော်တော့မှာဗျာဖော်လိုက်တော့ဖော်ရစကားတပ်လိုက်တော့ပြောလောက်ကြီးထည့်နေဗျာကျွန်တော်မတိခံနိုင်တော့ဗျာကျွန်တော်နေဒီကောင်လေးကိုတစ်ချက်ဒိုင်းမွန်သားနဲ့မတက်ခင်ကျွန်တော်ဒီကောင်ကြီးဝယ်
ထေတော့ကွာလောက်ကြီးကြောဘယ်မှာတော့ Minecraft ရေ please ဒီမှာဒါလာအားရဆုံးတယ်နော်ပတ်တူနော်ပတ်တူပြီးရင်ဒါ sharpness 3ဝဲမယ်ပြီးဝဲရွာဟာဟောရတယ်ကောင်းရောမှာဘာလို့ရတော့မလို့အဘရိုးတွေခဏလေးကျွန်တော်တက်နီးလေးတစ်ချက်ရှာလိုက်ပါဦးမဗျာဟူတော်ဒီလို့ကျွန်တော် comment လေးသုံးပြီးတစ်ချက်လောက်ထွက်ခဲ့လိုက်တာဟိုဒီ comment မသုံးအောင်ကျွန်တော်ထွက်လို့ရမှာမဟုတ်တော့ comment လေးနည်းနည်းလောက်သုံးလိုက်တာ comment လေးနည်းနည်းသုံးလိုက်တာပဲလုံးကြပါဦးလို့ဘရိုတို့ရေအဲ့နွားတွေကျွန်တော်တင်းလာပြီဗျာအကုန်လုံးရိုက်ခွဲပြတော့မယ်နွားတွေအကုန်လုံးဟိုရိုက်တက်ပြတော့မယ်ဗျာကျွန်တော်ရှောင်းပြီးရိုက်ခွဲပြတာရောဖြစ်တယ်တော်တော်ထစ်တယ်ဗျာမရကျွန်တော်မတီးခံနိုင်တော့ဗျာမတီးခံနိုင်တော့တိုးရီရောနွားတွေရောမင်းတို့ခေါ်ခဲ့ရပြီပေါ့ထစ်တယ်ဗျာဒီဘက်ကိုလာလို့မရတော့ကြောက်ရဲဒုက္ခပဲပြောနေတာဗီဒီယိုမင်းတို့ကောင်းနေတာထစ်တယ်လုံးကြပါဖုန်းလေးဂိမ်းလုံးကြတာပြေကုန်လုံးတာပြေဟောလိုက်တော့မင်းတို့ကောင်းနေကောင်းကျွန်တော်ကြည့်ဘာဖြစ်တာလဲသိချုပ်လိုက်တေးလိုက်ပါတော့အလို့တေးလိုက်ပါရှင်းနေတာစတိတ်တွေရလိုက်ပြီးရင်သိုးတွေနဲ့သွားတက်လာအောင်မယ်ဒီလောက်နဲ့ဆိုရင်တော့ဟိုကောင်းနေတိုးရီအချိန်လေးရှိုးလိုက်ပါဦးမယ်ညာမိုက်ခရိုကားလောက်ကြည့်တော့ထင်နေရတာလားဝိုင်းလို့ပါပါပြီကွာဘာလို့တော့အဲ့လိုကြီးထင်နေရသေးရတော့ငိုချင်းလာပေါ့ငိုချင်းလာပြီကြာတော့လည်းငိုချင်းလာပြီလုံးဝလည်းဒီလိုက်ဖြစ်လို့ဒီလိုက်ဖြစ်သေးချင်လိုက်သေးတထောင်းနဲ့သေးဖောင်းဖက်ဆိုသေးကျွန်တော်ဒီရွာထုတ်ထွက်သွားပါလေကပြန်ကောင်းမှလည်းမသိဘူးဗျကဲဒီတဲ့ပစ္စည်းတော့ကုန်ပါဟဲ့မရှိပစ္စည်းကုန်ပါဒီဘန်ဒယ်ကြီးကလည်းကွာဆိတ်ချုပ်လာကဲစားမယ်ဘာလို့လောက်ကြီးတင်နေရခေါင်းနေတော့မူးလိုက်ကွာဆိတ်ချုပ်လိုက်ဒီဘာလို့လောက်ကြီးတော့ထင်နေရတာတော့ပြောကြပါ
ကျွန်တော်ဒိုးပြီတကယ်ဒိုးပြီမနောက်တော့လာလည်းမနောက်တော့နောက်လည်းမလာတော့ဒိုးပြီဘာတွေကနေကိုဒိုးပြီဟာရန်ဒါဒစ်စတန်ကတော့အားတော့အနေဆုံးမလို့အမြင့်ဆုံးဆိုရင်ဖုန်းမှာပေါက်ဝဲသွားမလားမသိဘူးဘယ်လိုလောက်နေလောက်ကြီးကိုဖြစ်နေရတော့လိုင်းရတကြလောက်လေးသွားလုပ်လိုက်ပါမယ်ဗျာဒီတွေကတော့မထည့်ဘူးဒါဆိုရင်ကောင်းသွားပါမယ်ကဲနည်းနည်းတော့ကောင်းသွားပြီနည်းတော့ကောင်းသွားပြီဒါပဲကောင်းဆုံးဘာလို့စန်တာဒစ်တန်အဲ့လောက်ကြီးနေစန်တာဒစ်တန်ဘာလို့အဲ့လောက်ကြီးနေရောရဗီဒီယိုရိုက်နေလို့ကျွန်တော်သိပါပြီဗီဒီယိုရိုက်နေလို့အဲ့လောက်ကြီးတောင်မှဖြစ်နေရတာ哦ဒီကောင်းရကတော့ပြောမနေနဲ့ခုကျတော့ဘာလို့မရတော့ပြောကြပါဦးကျွန်တော်ရှင်းပြလို့တိုင်လဲကျွန်တော်ရှင်းပြကြပါဒီနေ့ဗီဒီယိုအောက်ဖို့သွားမယ်ဟာအောက်ဖို့မရောက်ပဲဘယ်ရောက်မှမလဲတော့မသိပါဘူးကဲအောက်ဖို့ရောက်ဖို့ဘယ်နှစ်ဘယ်နှစ်ရာဒီလောက်ကိုသွားမယ် maybe 2 years ဒါမှမောရင်ထည့်တာငါလည်းဘာမောမှမထည့်တာတော့ကွာဒါပုံမှန်မောတော့ထည့်တာပါဒီလိုမျိုးလှုပ်ရှားတဲ့ပုံစံလေးဖြစ်အောင်ဘာလို့ဝေါ်ပြောင်းလိုက်တော့ကျွန်တော်ဒီဝေါ်မှာဆော့ဦးဆော့တော့ကွာအဲဒီနေနေတော့ဖြောက်လိုက်တော့မဒီဝေါ်စာပဲကျွန်တော်ဖြောက်ပါကျွန်တော်ဘာလို့ဖြောက်ရမယူမှမဟုတ်ပဲကျွန်တော်အဲ့လောက်ကြီးတော့မဖြစ်နေရတာလားကဲဘာရုံးသစ်တော့ရောက်လာပြီလို့တို့အော်မကန်ကြီးဘာရုံးသစ်တော့မဟုတ်ကဲစနေရသည်ရေကူးခြင်းစပါပြီဆွေးမင်းထိုင်းမှာဒီချိန်ကတော့စနေရသည်ရေကူးကကျွန်တော်အောက်ဖို့ရှိရဆိုကျွန်တော်တေးကြပါတယ်ကျွန်တော်တေးကြပါကျွန်တော်နေရရောက်ဖို့တော်တော်ကြီးသွားမှာတဲ့I on my way ကန်းကြီးဘာယုံရောက်လာပါ I made my own One Piece with this thing. I just uploaded my photo, wrote a prompt, picked the style and genre, and that's it. Now I've got my own universe where I'm the Pirate King. No. ကြော်ညာရဘာဖြစ်တောင်ကွာမောဖာပါလဲကြော်ညာရလားမသိပါ
ဒီဝေါကိုကျွန်တော်မစောချင်တော့ဘူးကြာတော့လေအဲ့လောက်ကြီးတော့ထစ်ကန်ကြည့်ပါအောင်ဘရိုတို့ရဲ့ဒီလိုဒီဗီဒီယိုပြီးရတယ်ကျွန်တော်ဝေါပြောင်းတော့မယ်ခင်ဗျားတော့ကျွန်တော်ထည့်ကိုမစောချင်တော့ဘလောက်ပဲကောင်းနေဒီဝေါကထည့်ကျွန်တော်မစောတဲ့မနေတဲ့ဖြစ်တာပေါ့ကျွန်တော်ဘရိုတို့လည်းထည့်ဘလို့နီးနေမှမစောလို့ရမှာမဟုတ်တော့လောက်ကြီးထည့်တာဗျာကိုကြီးဟုတ်ပါကိုကြီးတော့မရှိဆော့စက်ကဘာဖြစ်နေမသိဒီပန်းနေရဆိုရင်နည်းနည်းလောက်တော့နီးလာပြီလို့တော့ကျွန်တော်သိရဟိုပန်းနေနေတဲ့အတွက်ဟိုးနေကြပန်းလေးတွေချက်သွားရှိုးတော့မလားနေကြပန်းနေမိုက်တာပဲရဗင်းနေကြတော့မယ်ဆက်သွားမယ်I on my way I on my way I on my way I on my wayကိုတော်ဖြစ်တယ်ဆောက်စားကောင်ဖြစ်နေဒါလေးကျွန်တော်လုပ်ခဲ့မှာကျွန်တော်အမှုပညာကျွန်တော်ကြိုက်တယ်ကျွန်တော်အမှုပညာကြိုက်တော့ကျွန်တော်ဒီလိုပုံကြီးလုပ်ထားမမြင်နိုင်ဘူးမလားကျွန်တော်ခုနကလုပ်လိုက်တယ်မမြင်တော့ပဲလုပ်လိုက်ပါဘူးဘရိုလုပ်ပါနော်မမြင်လိုက်တူလေးပဲထားပါနော်မမြင်လိုက်လူလေးပဲထားပါနော်ကျွန်တော်ဒါကိုလည်းဘာမှမတော့ပါဘူးကျွန်တော်မေ့ထားလိုက်တော့ပါမယ်ကျွန်တော်ဒီဗီဒီယိုပြီးရင်ကျွန်တော်ဝေါ်ပြောင်းပါပြီဗျာကျွန်တော်ဝေါ်ပြောင်းတော့မယ်ဗျာကျွန်တော်ဒါကတော့ Master Craft Season 1ရဲ့နောက်ဆုံးဗီဒီယိုဖြစ်ပါတယ်Master Craft Season 1ရဲ့နောက်ဆုံးဗီဒီယိုပါSeason 1ရဲ့နောက်ဆုံးဗီဒီယိုပါဗျာကျွန်တော်လေးခဲ့တာရေကျွန်တော်နှင်းနေဆော့ခဲ့ရတာလေဒါပေမဲ့လည်းကျွန်တော်အဲ့လောက်ကြီး line ထည့်ကျွန်တော်ကလည်းဆော့ကိုမဆော့တတ်တော့အဲ့လောက်ကြီးကဘရိုမြင်တဲ့အတိုင်းကျုံအဲ့လောက်ကြီးကို line နေထည့်နေဗျဘာလို့ဒီနေရပန်းနေအများကြီးဖြစ်နေပန်းနေအများရောရှွန့်ပင်နေတော့ဝက်ကလေးဘာလို့လို့ဒီထင်နေရတာတော့ကျွန်တော်မုန်းလိုက်ရရင်ဘာလို့လို့ဒီတော့ရိုင်းထင်နေရတာလဲလို့ဒါမှမဟုတ်ကျွန်တော်မော့ဖြုတ်ပြီးကျွန်တော်ဆော့ကြည့်ရင်ကောင်းမလားလို့ဗျကျွန်တော်ဒီလိုမျိုးဖြစ်တဲ့ဟာမော့ကိုကျွန်တော်ထည့်တာပေါ့ဗျာမော့ဖြုတ်လိုက်ရင်ကောင်းမလားလို့
အော်ဒီ line တင်နေဗျာခါနေတော့အဲ့မော်လေးချက်သွားဖြုတ်လောက်မှာဗျာကျွန်တော်မောဖြုတ်ပြီးရတယ်ကျွန်တော်ပြန်လာခဲ့ပါမယ်ဗျာအားကြောင့်ကျွန်တော်ပြီးပါပြီမောပြောင်းလို့我们家没洗不住呢，我那都不拍了的，知道不着的说了呀，不着那一家说了呀，记的，那一家就那不用说，少林别人太没太着嘞，我讲你说嘞么讲的，就那多外边，给阿龙，我就那别的东西就那，所以么讲我就那，我这边。ကျွန်တော်ခွေးလေးတော့မမွေးလိုက်ရဗျဒီဝေါမှာလေကျွန်တော် compass ကလည်းဒီလိုကြီး glitch တွေဖြစ်ပြီးတော့လေ line တွေထစ်နေမှာဗျအဲ့ဆိုကျွန်တော်ဝေါအစ်စ်ထပ်ပြောင်းတော့ဗျ Master Quest Season 1အပိုင်းတစ်ကဒီမှာနေနဲ့အဆုံးသတ်ပါပြီဗျအားလုံးကျွန်တော်နှုတ်ဆက်ပါကျွန်တော် channel ရတော့မထွက်ပါကျွန်တော် video နောက်တစ်ပုတ်လုပ်ပါမယ်ဗျာနော်ကျွန်တော် video နောက်တစ်ပုတ်လုပ်ပေးပါမယ်လိုက်ပါကျွန်တော် Master Quest Season တင်ထားတဲ့ video Master Quest Season 2ကိုတင်ထားတဲ့ video ရှိပါအဲ့ကိုသွားလိုက်ပါကျွန်တော် bye bye ပါကျွန်တော်ဟောတဲ့ပြောင်းတော့မယ်နော်ဘိုင်မာရာဘရိုတို့ကျွန်တော်ဝေါ်တဲ့ပြောင်းတော့ပါမယ်